ဦးဇင်းတို့မဟာမြင်တော်ထဲမှာတရားသွားကျင့်တော့ပန်းထွားဘိမာကြီးဆိုတာဒီနေ့တိုင်အောင်ရှိတယ်လူတွေပြောရင်ယုံကြည်မှလုပ်မယ်ဦးဇင်းတို့ဒီတရားကျင့်တော့ဘိမာကြီးကဟိုတုန်းကဗိဒ္ဓနုမြို့ပျက်စီးခဲ့ရတာသူတို့ဘဝဆုံးရှုံးခဲ့ရတာယဟန်တို့ယဟန်ရောင်နေကြောင်းဖြစ်တယ်ဆိုပြီးတော့ယဟန်နေမကြည့်ညို့ဘူးယဟန်နေတော်တဲ့ဝင်ရင်ယဟန်နေအန္တရာယ်ဖြစ်တယ်ကားစီးသွားကားပြက်တယ်သွားကားပိန်ပေါက်တယ်ကိုတော့ကဦးဇင်းတို့တောင်တန်းသာသနာပြုဆယ်တော်ဘုရားကြီးသူစီးတဲ့ကားပြက်လို့အိမ်လေးထမ်းပြီးတော့လမ်းလျှောက်ရတယ်ဆိုတဲ့အကြောင်းရေးထားတယ်နားလည်းတော့ရောက်ပြီးတော့တင်းရွတ်လို့မရဘူးအဲ့ဒီမဟာမြင်တော့ဦးဇင်းရောက်သွားတယ်အဲ့ဒါရှင်းပြမယ်ရုပ်ကြီးမဟာမြင်တော့ရောက်သွားတော့ဦးဇင်းတို့ယောဂီတို့သင်ပေးတယ်လို့ပဲ12နာရီအဋ္ဌံထိုင်ကျင့်တယ်အဋ္ဌံထိုင်ကျင့်ပြီးတဲ့အခါဒီတောထဲမှာရှိတဲ့ပန်းထွားပြင်မာကြီးတို့တောဆောင်နာတောင်ဆောင်နာတို့နတ်ဘလူတွေတို့မကျွတ်မလွတ်တဲ့ပုဂ္ဂိုလ်တွေဦးဇင်းအကုန်လုံးဖိတ်လိုက်တယ်ဖိတ်ပြီးတော့ပရိတ်ရွတ်တယ်အမြတ်တမ်းပေးဝေတယ်မေတ္တာပို့တယ်ဒါအမြဲလုံးတာတော့ယောဂီတို့ခိုးတော့အဲ့ဒီမဟာမြင်တောထဲမှာပေးရွတ်လို့မရဘူးပရိတ်ရွတ်ရင်အန္တရာယ်ဖြစ်တယ်ကွာဒီလိုချောင်းတွေပါတွေဖြတ်ကူတောင်မှသွားဖရာတရားတပြီးကူရင်နစ်သွားတယ်ကွာအဲ့ဒါတကယ်ဖြစ်တာယောဂီတို့ဖရာလို့တကူရင်နစ်ပြီအဲ့ဒါကားပါနစ်သွားတဲတယ်မြုပ်သွားတာအဲ့လိုဖြစ်သွားတယ်အဲ့ဒီတော့ရောက်သွားတယ်ရောက်တော့ဥဒယတိတရားတွေကျင့်ပြီးတော့ဒီနေ့လုံးတရားခံပြီးတော့ညနေ9 နာရီထိုးတဲ့အခါတောထဲမှာရှိတဲ့ဘုရင်မကြီးတို့နဲ့အပေါင်းပါတွေနောက်ပြီးတော့နတ်ဘလူတွေနတ်မိတ်ဆာတွေမကျွတ်မလွတ်တဲ့ပုဂ္ဂိုလ်တွေဝိဇ္ဇာတွေဇောကြီးတွေတပတိတွေအကုန်လုံးဖိတ်ပြီးတော့ပရိတ်ရွတ်တယ်ပရိတ်ရွတ်တော့အဲ့ဒီဘုရင်မကြီးတို့ဟာငိုကြတယ်မျက်ရည်တွေကျကြတယ်အဲ့ဒါတွေ့ရတယ်ဦးဇင်းတို့သူတို့စိတ်ထားနှလုံးသားတွေနုညံ့သွားတဲ့သဘောပျော်ပြောင်းသွားတဲ့သဘောလို့ယူဆရတယ်နားလည်ပြီနော်ယောဂီတို့ဒါဦးဇင်းကိုယ်တိုင်တွေ့ရတာအဲ့တော့ဒီဘုရင်မကြီးဟာဦးဇင်းတို့တော်တယ်တရားကျင့်တော့ဝါရင်း3 လဦးဇင်းဒီရက်ပေါင်း90တရားကျင့်တယ်တရက်မှနားရရက်တယ်မရှိဘူးတရားကျင့်ဒီဘုရင်မကြီးတို့မေတ္တာအမြဲပို့တယ်ဘို့တော့3 လပြည့်တဲ့အခါအဋ္ဌံပြည့်ပြီဦးဇင်းပြန်ကြွတော့မယ်ဆိုပြီးတော့အဲ့ဒီတောထဲမှာဘုရင်မကြီးတို့နဲ့တကွာအထိနတ်ကောင်းနတ်မြတ်တွေအားလုံးမွေးတိုင်လေးတွေထွန်းတယ်ဖျောင်းတိုင်လေးတွေထွန်းတယ်ဆံမန်းပေါက်ပေါက်လေးတွေကျဲပြီးတော့ဦးဇင်းနှုတ်ဆက်တယ်နတ်တင်ကတော့ဦးဇင်းပြန်ကြွတော့မယ်ရက်ပေါင်း90ပြည့်ပြီအဲ့တော့ဦးဇင်းကိုဖွင့်ပြကြပါသူတို့နှုတ်ဆက်တယ်နှုတ်ဆက်တော့ရောရောတညာလုံးဦးဇင်းမအိပ်ရဘူးတညာလုံးတကြီးမှမအိပ်ရဘူးအဲ့ဒါလားနေကြတာတယောက်ပြီးတယောက်အဲ့လင်းပြီးတိုင်အောင်ပဲနားလည်းပြီးတော့ရောက်ပြီလို့အဲ့ဒီဘုရင်မကြီးကမတ်တရပြီးတော့ဦးဇင်းတို့အချိန်အပြင်12 နာရီကြော်လောက်အချိန်ပေါ့မတ်တရပြီးတော့ယောဂီတို့လို့တုံထိုင်တာမဟုတ်ဘူးမတ်တရလက်အုပ်ချပြီးတော့ဆဲတော့မာမြင်တော့အလဲတဲ့တယ်ဇေဒီကြီးတဆူဆဲတော့တဲပေးပါလို့အဲ့လိုလျှောက်တယ်ဒါယောဂီတို့ဦးဇင်းတကယ်အဖြစ်အပျက်ကိုပြောနေတာနော်ဟုတ်လားလက်အုပ်ချပြီးတော့လျှောက်တယ်ကျောင်းတော့ဦးဇင်းကပြန်ပြောတယ်ဘုရင်မကြီးဒီနေရာဇေဒီတရားတာအင်မတန်ခက်ခဲတယ်မတည့်ပါရစေနဲ့ရေလဲဒီနေရာမှာမရှိဘူးကြောက်စရစ်တဲလည်းမရှိဘူးတန်တို့ဘီလက်မြေတို့တဲဖို့ဆိုတာလေအဝေးကြီးရန်ကုန်ကနေတဲရမှာလမ်းတွေကလည်းမကောင်းဘူးဘုရင်မကြီးလမ်းတွေကလည်းမနဲ့လားလူတော်မနဲ့လမ်းလျှောက်ရတယ်ကားသွားဖို့နေတာလူတော်မနဲ့လမ်းလျှောက်ရတယ်ဘွက်တန်းကြီးတွေသွားလာအဲ့တော့ဦးဇင်းမတည့်ပါရစေနဲ့ဦးဇင်းနဲ့သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာပြည့်စုံတဲ့ဆရာတော်ဘုရားကြီးတွေကိုပြင့်ပြီးတော့ဘုရင်မကြီးတဲခိုင်းပါလို့ဦးဇင်းကပြန်ပြောတယ်ပြန်ပြောတော့ဘုရင်မကြီးကတခါဆက်ပြောတယ်မဟုတ်ဘူးတဲ့ဆရာတော်ကတပည့်တော်တို့နဲ့ပဋ္ဌာန်းဆက်နီးတယ်တဲ့အဲ့ဒါလျှောက်လာတယ်တော့ပဋ္ဌာန်းဆက်နီးတယ်ဆရာတော်ကသာသနာပြုနိုင်သွားရှိလို့ဆရာတော်ကိုရွေးပြီးတော့ပင့်တာပါတဲ့အဲ့ဒီမှာသူတို့ပင့်တဲ့အကြောင်းလျှောက်တယ်စောစောတော့ကဘယ်သူပင့်လို့ပင်မမသိဘူးမဟာမြင်တော့ကြွပါဘုရားလို့မဟာမြင်တော့ကြွပါဘုရားလို့ဆိုလို့လာကြကမဟာမြင်တော့ကြွပါလားဘယ်သူပင်မမသိဘူးဒီကမှသူတို့ပင့်တဲ့အကြောင်းလျှောက်တယ်နားလည်ပြီနော်အဲ့တော့ဆဲတော်ဒေဒီတဲတာတဲပါတဲ့ရှေ့ကမရသူတို့ကနောက်ကပန့်ပိုးပါမယ်ပူညီပါမယ်
ဆရာတော်လိုအပ်တာအကုန်လုံးဆောင်ရွက်ပေးပါမယ်ပြင်မကြီးအာမခံတယ်တလားလူအာမခံတဲ့အတိုင်းဂတိတည်တယ်ပြင်မကြီးလည်းဓမ္မကြီးတို့ထူးထူးဆန်းဆန်းနေခင်ဗျားတို့မာမြင်တော့ဦးဇင်းတို့ဆုံးခံကြွားသွားတယ်ဆုံးခံကြွားတယ်ဆိုရင်ဒီလိုဆုံးခံကဒီလိုရွာကြီးတွေနဲ့နီးလို့မဟုတ်ဘူးမုတ်ဆိုးတဲလေးတွေလို့လေတော်တဲလေးတွေလို့နည်းနည်းပါးပါးရှိတာပေါ့အဲ့ဒါလေးတွေဆုံးခံကိုမပြည့်အောင်လို့ဆုံးခံကြွားတယ်ဒါမဲ့ရတယ်တပိတ်တစ်လုံးအပြည့်ရတယ်အဲဆုံးခံကြွားရင်အဲ့ဒီတစ်ခါပြင်မကြီးတဲ့နောက်ကလိုက်လာတယ်အဲ့လိုနောက်ကလိုက်လာတော့ရှင်းတော့ဘာလို့တလဲအဲ့လိုမေးတယ်ပြီးတော့ဦးဇင်းတို့ဒီအလုတ်သမားတွေပေးဖို့ဒီကနေ့ဝတ္ထုလိုတယ်ဝတ္ထုမရှိဘူးပေါ့အဲ့လိုပြောလိုက်တော့ဦးဇင်းတို့ဒီဆုံးခံပြန်ကြွလာတဲ့အခါကျောင်းဆုံးခံပြန်ရောက်တဲ့အခါလို့ဘန်းကြီးနဲ့လှူမဲ့လူကရောက်နေပြီအဲ့ဒီလိုဒီမိုက်ပဲထူးထူးဆန်းဆန်းဒီဘန်းကြီးနဲ့လှူတဲ့ဝတ္ထုတွေဆိုတာကဒီ9000တန်အုပ်လိုက်တွေလှူတာအဲ့ဒီတစ်ခေါက်တော့ကဦးဇင်းတို့တွေ့ရတာသိန်းပေါင်း900လောက်ရှိတယ်ဘန်းကြီးနဲ့ထည့်လှူတာနားလည်းပြီနော်ရောက်ကြလို့ဦးဇင်းတို့သဲဖြူမှာမက်ကပြက်တာမဟုတ်ဘူးဒီလည်းပြက်နေဟုတ်ပြီဒီအကြောင်းနဲ့ပြောရင်မက်ကပြက်တတ်တယ်သူတို့အကြောင်းနဲ့ပြောရင်မက်ပြက်တတ်တယ်အဲ့ဒါမျိုးရှိတယ်ဦးဇင်းခဏခဏကြုံရတယ်အဲ့ဒါမျိုးဒါဦးဇင်းအမှန်နဲ့ပြောတာခုမှမှားတာမရှိဘူးအဲ့တော့အကြောင်းပြန်ရောက်ရင်အဲ့လိုလှူမဲ့လူကရောက်နေတယ်အဲ့ဒါထူးထူးဆန်းဆန်းတော့တစ်ချိန်မဟုတ်ဘူးယောဂီတို့တစ်ချိန်ရတာမျိုးမဟုတ်ဘူးအချိန်ပေါင်းများဆိုအဲ့ဒီလိုလှူတာထူးထူးဆန်းဆန်းအဲ့ဒီလိုဝတ္ထုတွေရပြီမယ်ဦးဇင်းတို့ကတခါတည်းဖျားတဲ့ကိုထည့်လိုက်တယ်ဦးဇင်းတို့အတွက်ချမ်းသာတို့သုံးတာတို့တခါမှမရှိဘူးအကုန်လုံးဒီဖျားတဲ့ကိုထည့်လိုက်တယ်ထဲတော့အဲ့ဒီနတ်ကောင်းနတ်မြတ်တွေကလည်းသိတယ်ဆရာတော်သာသနာပြုတာတိတိကျကျမှန်မှန်ကန်ကန်ပြုတယ်ဆိုတာသူလက်ခံကြတယ်ဦးဇင်းတို့လွန်ခဲ့တဲ့တပေါင်းသားပြည်နေရဖျားကြီးအထက်ဌာပနာပိတ်တယ်ပေါ့အထက်ဌာပနာပိတ်တော့မာမြင်တော်ထဲမှာလူတွေဆိုတာတောင်းကြည့်ပြီးတော့ရောက်လာတယ်အဲ့ဒီလူတွေဖိတ်တာလည်းမဟုတ်ဘူးမပိတ်တဲ့နေ့ဒီလူတွေတောင်းကြည့်ရောက်လာတယ်အများကြီးဒီအိတ်ဆရာနေဆရာဆိုတာမရှိတော့ဘူးချွတ်တက်တဲ့အောက်တည်းအိတ်ရတယ်အဲ့လိုတတော်လုံးတစ်ကောင်လုံးလူတွေဖွေးသွားတယ်အဲ့တော့ဦးဇင်းတို့ကဒီဆုံးခံကြတော့နေရအဲ့ဒီအချိန်မှာချစ်ချစ်တော့ပူနေတယ်နေချစ်ချစ်တော့ပူနေတော့ဆုံးခံကြရင်းနဲ့ဘီမာကြီးဒီနေ့သမဏပိတ်ပွဲမှာလာတဲ့လူတွေကအများကြီးအဲ့တော့ဒီလူတွေနေပူရင်တော့ပင်ပန်းလိမ့်မယ်အပေါ်ဓာတ်ကြီးတက်ပြီးတော့သမဏထည့်ရမယ်အဲ့တော့နေမပူအောင်မိုးအောင်မှာဦးတဲ့ဒီနာကောင်းတဲ့မြတ်တွေလေဦးတဲ့မေတ္တာရက်ခံတယ်ပေါ့အဲ့ဒီဦးတဲ့ဆုံးခံကြွလုံးကနေပူနေတယ်ကျောင်းလည်းပြန်ရောက်လာတော့မိုးတွေကအုံဆိုင်သွားတယ်မိုးတွေကအုံဆိုင်သွားပြီးတော့ဒီမိုးဖွားဖွားလေးတွေကျလာတယ်ဘလို့ဖြစ်လာတယ်ဒါခင်ဗျားတို့ပြောရတော့ဒါတိုက်ဆိုင်မှုတစ်ခုလို့ယူဆလို့ရတယ်ပေါ့ဟုတ်လားခဏခဏဘုံမအဲ့လိုလုပ်ဘူးတယ်ဒီမာမြင်တော်တွေကနေပြီးတော့ဦးဇင်းတို့ဒီရက်ပေါင်း90ပြည့်လို့ပြန်ကြွတာနီးတော့ကလေဒီမိုးတွေကဇက်တိုက်15ရက်လောက်ကြွားတယ်နေမတွေ့ရဘူးနေမမြင်ရဘူးအဲမိုးတွေတပြုံးပြုံးတိုင်းတိုင်းရွာနေတော့ဦးဇင်းတို့ပြန်ထွက်ရတာနည်းနည်းခက်တယ်အဲ့တော့ဦးဇင်းကဒီပြန်ကြွတာနီးမှာမာမြင်တော်ထဲမှာလှည့်ပြီးတော့မေတ္တာပို့မယ်တရက်ကဗောဓိမြေဆေတော်ဘုရားကြီးသွားပြီးတော့ဝှချမယ်ကြော့မယ်တရက်ကတော့ပြန်မယ်ပေါ့အဲ့တော့ဒီ3ရက်ကိုမိုးမရအောင်လုပ်ပြကြပါမိုးလင်းအောင်လုပ်ပြကြပါအဲ့ဒါတတ်တည်ပြောတယ်မိုးမလင်းဘူးဆိုရင်တော့မာမြင်တော့ပြန်ကြွမလာတော့ဘူးအဲ့ဒါတခါလေးပြောတာအဲ့ဒီမိုးကလင်းသွားတယ်ခက်ရကြီးကွာဒီမိုးကလင်းသွားပြန်လာတော့ဆိုကိုယ်ကတိနဲ့ကိုအဲ့လိုဖြစ်သွားတယ်မိုး